လူမမေဘဝလေးတွေဟာသူတို့ကိုကာကွယ်ဆောက်ရှောက်ပေးမဲ့သူတွေရဲ့လက်ထဲမှာပဲတိတ်တဆိတ်နာကျင်ခံစားနေရတာမျိုးတွေရှိတတ်ပါတယ်။ဒီကနေ့မှာတော့တနိုင်ငံလုံးကိုလှုပ်ခတ်သွားစေခဲ့တဲ့ဖြစ်အမှန်ဇလန်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ဒီအကြောင်းကြားပြီးတဲ့အခါပရိသတ်ကြီးတို့စကားတွေတောင်ထွက်ချင်မှထွက်လာပါလိမ့်မယ်။ဒါဟာကြည်ကွဲစရာရဲစွမ်းတတိနဲ့တရားမျှတမှုအတွက်တိုက်ပွဲဝင်ခဲ့ရတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပြီးပရိသတ်ကြီးရဲ့နှလုံးသားထဲမှာအချိန်ကြာကြီးဆွဲကြံနေပါလိမ့်မယ်။ဒီဇလန်းရဲ့အစမှာတော့ရိုးသားပြီးစိတ်ထားဖြူစင်တဲ့ရှေ့နေတူဖြစ်သူဂျန်ကိုမြင်ရပါလိမ့်မယ်။သူဟာအရာအလုံးကိုရိုးသားမှုနဲ့စင်ကျင်သုံးသပ်တတ်သူမို့အလုံးအင်နာပြူမှာအလုံးမရခဲ့ပါဘူး။နောက်တစ်ခါမှာတော့မိခင်ကိုဆုံးရှုံးထားရတဲ့ကလေးနှစ်ယောက်ကိုမြင်တွေ့ရပါမယ်။သူတို့ကတော့အမဖြစ်သူဒါပင်နဲ့မောင်လေးမြူတို့ပါ။သူတို့နှစ်ဦးဟာမိခင်ရဲ့မျက်နှာကိုယ်တော့တိတိကျကျမမှတ်မိနိုင်ကြတော့ပါဘူး။အဖေဖြစ်သူကမိခင်ရဲ့ဓာတ်ပုံမှန်သမျှကိုဖျက်ဆီးထားခဲ့ရကြောင်းပါ။မကြခင်မှာပဲသူတို့အဖေကဂျီဆုဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်လိုက်ပါ။အစပိုင်းမှာဂျီဆုဟာကလေးတွေကိုနူးညံ့စွာဆက်ဆံခဲ့လို့ဒါပေမဲ့မျိုးတို့ဟာနောက်ဆုံးတော့မိခင်တူရပြီဆိုပြီးဝမ်းသာခဲ့ကြပါ။ဒါပေမဲ့မကြခင်မှာပဲဂျီဆုရဲ့အစစ်မှန်တဲ့သဘောထားကိုမြင်တွေ့လာရပါ။အမှားအသိမ်းမွားလေးတွေအတွက်ကလေးတွေကိုစိတ်မရှိကြမ်းတက်လာပြီးပြစ်ဒဏ်တွေပေးလာပါတော့တယ်။ဒီတော့တွင်မှာအလုံးမရှိသေးတဲ့ကျန်ဟာဖိအားတွေကြောင့်ကလေးငယ်ကာကွယ်ဆောက်ရှောက်ရေးစင်တာတစ်ခုမှာအလုပ်ဝင်ခဲ့ပါ။တနေ့မှာတော့ဒါပင်ဟာမိထွေရဲ့မတရားပြုမှုကိုတိုင်ကြဖို့စင်တာကိုရောက်လာပါ။အဒီသမီးအမိကိုတိုင်တာမှားပါသလား။အိမ်ပြန်သူသမီးကိုထပ်ဆိုးတော့မှလားဆိုရဲသူမရဲ့မိကွန်းကိုဂျန်ကမင်းလောက်တာမှန်နေ။ဥသာမင်းနေရာမှာဆိုဒီလိုပဲလုပ်မှာပဲလို့နူးညံ့စွာပြန်ဖြေခဲ့ပါ။ဂျန်နဲ့စင်တာကအမျိုးသမီးတဦးတို့ဒါပင်တို့အိမ်ကိုလိုက်သွားခဲ့ပေမဲ့ရှင်းနေတူဖြစ်တဲ့ကြီးစွဟာလိမ္မာပါနဲ့စွာနဲ့အပြစ်ကင်းနဲ့ဟန်ဆောင်လိုက်တဲ့အခါသူတို့နှစ်ဦးစိတ်ချလက်ချပြန်သွားခဲ့ကြပါ။သူတို့ပြန်သွားတာနဲ့ကြီးစွဟာဒါပင်ကိုလက်မြောက်ခိုင်းပြီးနောက်တစ်ခန်းခေါ်သွားကပြင်းပြင်းထန်ထန်အပြစ်ပေးပါတော့တယ်။မောင်လေးမြူကတော့အမရဲ့ငိုတန်တွေကိုမခံနိုင်ပဲနားတွေကိုပိတ်ပြီးထိုင်နေကြရပါ။ထိုညမှာပဲကြီးစွကကလေးတွေကိုပို့ထုတ်ဖို့ဖြစ်တဲ့အခါဖခင်ဖြစ်သူကမိနေပြီလားဒီကလေးတွေကအစိုးရထောက်ပံ့ခြင်းနဲ့အဖိုးအဖွားတွေရဲ့ပတ်စံတွေရနေရလို့ဖြေခဲ့ပါ။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ဒါပင်ကနောက်တစ်နေ့မှာဂျန်ရဲ့ရုံးခန်းကိုမောင်လေးမြူနဲ့အတူသွားခဲ့ကြပါ။ဂျန်ကသူတို့နှစ်ယောက်ကိုလမ်းလျှောက်ဖို့ခေါ်သွားပြီးဘာကာဆိုင်ကိုလည်းခေါ်သွားခဲ့ပါ။ဘာကာကိုပထမဆုံးမြည်ဆန်းရတဲ့မြူလေးဟာပျော်ရွှင်နေခဲ့ပြီးဒါပင်ကလည်းအမေရီဆိုတာဘလို့လဲဟင်လို့မေးခဲ့တဲ့အခါဂျန်မှပြန်ဖြေကြစကားမရှိခဲ့ပါဘူး။အဲဒီနောက်မှာတော့ကလေးတွေဟာဂျန်ရဲ့ရုံးခန်းကိုပုံမှန်လာပြီးသူ့ကိုပူဇာကစားကြရေးဂျန်ဟာလည်းအစပိုင်းမှာစိတ်အနှောက်အယှက်ဖြစ်ခဲ့ပေမဲ့တဖြည်းဖြည်းသူတို့အပေါ်တန်ရောစေတွဲလာခဲ့ပါ။တရက်မှာတော့မြူလေးတောင်းဆိုလို့တရိษံရုံကိုတော့လိုက်ပို့ပေးခဲ့ရပါ။ဒါပေမဲ့ဂျန်ဟာစိုးမြို့မှာအလုပ်သစ်ရသွားတဲ့အတွက်ကလေးတွေကိုအိမ်မှာအလှည့်စလို့ပြန်ပို့ပြီးလမ်းခွဲခဲ့ပါ။မြူကမနှက်ပြန်ဘာကာစားဖို့ပြောတော့ဂျန်ကငွေပေးခဲ့ပေမဲ့မြူကလက်မခံလို့ကားပေါ်ကအယုတ်လေးတစ်ယောက်ကိုပေးခဲ့ပါ။ထွက်ခွာကာနီမှာဒါပင်ကသူ့ရဲ့ဖုန်းနံပါတ်ပါတဲ့ကပ်ပြားကိုတောင်းယူခဲ့ပါ။နောက်တစ်နေ့မှာကလေးနှစ်ယောက်ဟာဘာကာဆိုင်ရှိမှရက်နေခဲ့ကြပါ။သူတို့မှာပတ်စံရှိပေမဲ့အဲ့ဒီဦးလေးနဲ့မှစားကျင်တာမို့လို့ပါ။ဂျန်ဟာအနာကနေဖုန်းပြောရင်းဖြစ်သွားခဲ့ပေမဲ့ကိုတီစင်နာထွက်ပြီးငါမှသူတို့အပေါ်တာဝန်မရှိတော့ဘူးဆိုပြီးလှဲ့မကြည့်ပဲရှောက်သွားခဲ့ပါ။စိတ်လေးကြည်နေတဲ့ကလေးတွေအိမ်ပြန်ရောက်တဲ့အခါမိထွေးကြီးစုကဂျန်ရဲ့ကပ်ပြားကိုပြပြီးမင်းငါနောက်ကွယ်ကနေတိုင်နေရပေါ့လေဆိုပြီးဒေါသတကြီးကြိမ်မောင်ပါတော့။ထိုညမှာကြီးစုဟာဒါပင်ကိုပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ပါ။နာကျင်မိအားနေနေပေမဲ့နောက်တစ်နေ့ကျောင်းသွားတဲ့ဒါပင်ဟာစာသင်ခန်းထဲမှာပဲလဲကျသွားခဲ့ပါ။စိုးမြို့ကိုရောက်နေပြီဖြစ်တဲ့ဂျန်စီကိုကျောင်းဆရာမစီကဖုန်းဝင်လာပြီးဒါပင်ဟာသူ့ကိုပဲတန်းနာနေကြောင်းပြောပြပေမဲ့ဂျန်ကအလုံးရှုံနေကြောင်းညှင်းဆန်ခဲ့ပါ။ဒါပေမဲ့နောက်တစ်ခါမှာတော့ဂျန်ဟာဆေးရုံကိုရောက်လာခဲ့ပါ။ဂျန်မြင်တဲ့အခါဒါပင်ဟာဝမ်းသာအားရဖြစ်ခဲ့ပြီးဦးကဘသူမှကျမတို့စကားနားမထောင်တဲ့အချိန်မှာနားထောင်ပြီးခဲ့သူပါလို့ပြောခဲ့ပါ။ဒါပင်ကငိုယိုပြီးကျမတို့လိုကလေးတွေဟာမလိုချင်ပဲမတော်တဆမွေးလာခဲ့ရင်ကျမတို့အဖြစ်လားကျမကိုလှမ်းတဲ့မိဘလက်ကနေဝေးရကိုခေါ်သွားပေးပါဦးဆိုပြီးဝေးလံတဲ့မိဘမဲ့ကေဟာကိုပို့ပေးဖို့တောင်းပန်ခဲ့ပါ။ဂျန်ကမြို့ကထွက်တော့မယ်လို့ပြောလိုက်တဲ့အခါဒါပင်ဟာတိတ်ဆိတ်သွားခဲ့ပါ။ဂျန်ဟာဒါပင်ရဲ့မိထွေးနဲ့ဖခင်ကိုသွားတွေ့ခဲ့ပေမဲ့နှိမ်ချဆက်ဆံခြင်းကိုသာခံခဲ့ရတဲ့အတွက်စိုးကိုပြန်သွားခဲ့ပါ။ဒီနောက်မှာဒါပင်ဟာခဏခဏဖုန်းဆက်ခဲ့ပေမဲ့ဂျန်ကမအားလို့ပြန်မပြောနိုင်ခဲ့ပါဘူး။တညမှာတော့မိထွေးကြီးစုဟာမြူလေးရဲ့လက်ထက်ကကြံပေးထားတဲ့ပတ်စံကိုတွေ့ရတဲ့အခါမင်းကပတ်စံခိုးတာလားဆိုပြီးအပြစ်တင်ပါတော့တယ်။မြူလေးဟာကြံပေးတာပါလို့ရှင်းပြပေမဲ့ဂျီစုကပြင်းပြင်းထန်ထန်ရိုက်နှက်ပါတော့တယ်။ထို့နောက်ဒါပင်ကိုခေါ်ပြီးမင်းရဲ့မောင်လေးခိုးတာဘာလို့တင်လဲလို့မေးခဲ့ပါ။ဒါပင်ကသင်ခန်းစာပေးတင်ပါလေလို့မူသားနဲ့ပြန်ဖြေရပြီးဂျီစုကရိုက်ခိုင်းတဲ့အခါ
အတက်နိုင်ဆုံးဖြင်းညင်းစွာရိုက်နှက်ပြီးညီလေးမင်းအရန်ခံစားခဲ့ရပြီးအမတောင်းမှန်ပါရင်ဆိုပြီးဖတ်လိုက်ပါ။ကြီးစုဟာသူတို့ဟန်ဆောင်နေဆိုပြီးပို့ပြီးရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့အဆုံးမှာတော့မြူလေးရဲ့အသက်ကိုဆုံးရှုံးခဲ့ရပါတော့တယ်။မြူလေးကိုဆုံးရှုံးခဲ့ရတာဟာဂျန်ပေးခဲ့တဲ့ပတ်စံကြောင့်ပါဆိုပြီးဂျန်ဟာကုတ်ကိုအပြစ်တင်ကကြေကွဲဝမ်းနေခဲ့ပါ။မိထွေးကြီးစုဟာသူမကအရှိနေဖြစ်တဲ့အတွက်အခြေအနေကိုပိုင်ပိုင်နိုင်လိမ့်လဲလှည့်ဖြားပြီးမောင်လေးတည်ဆုံမှုအတွက်ဒါဘင်ကိုအပြစ်ပုံချခဲ့ပါ။ဒါဘင်ဟာချစ်ရတဲ့မောင်လေးကိုဆုံးရှုံးယုံသားမကအပြစ်သားတယောက်အဖြစ်ချုံချခံခဲ့ရပါ။နိုင်ငံတော်ဝင်လုံးမှာလည်းဒီ2013ခုနှစ်အမှုဟာတုံလုံးစရာသတင်းဖြစ်ခဲ့ပါ။ရဲအရာရှိကဒါဘင်ဟာအသက်အရွယ်ကြောင့်အင်ကိုပြန်ပို့ခဲ့ရပြီးသူမကကုတ်ကိုဝန်ခံထားတယ်လို့ပြောပြီးမိတ်ဂျန်ကမဖြစ်ဘူးလို့အခိုင်အမာပြောဆိုခဲ့ပါ။ခမည်းကရှိနေပဲဘာလို့အရေးမယူရလဲဆိုတော့အရာရှိရဲ့စကားကဂျန်ကိုစိတ်ထဲဆွဲသွားခဲ့ပါ။နောက်ပိုင်းမှာဂျန်ဟာသူ့ရဲ့အလုပ်ရှင်ကိုကလေးတွေဟာမွေးရပါကံမကောင်းတာလို့ပြောတဲ့အခါဒီကံမကောင်းတဲ့ကလေးဟာကျွန်တော်ကိုလိုအပ်နေရဲ့လို့ပြန်ဖြစ်ပြီးအလုပ်ကနေချက်ချင်းထွက်လိုက်ပါ။ဂျန်ဟာဒါပင်းစီသွားခဲ့ပေမဲ့မျက်ရည်တွေပြည့်နေတဲ့ဒါပင်းဟာစကားတခုမှမပြောခဲ့ပါဘူး။ဒါကိုမြင်တဲ့ဂျန်ဟာလမ်းဘေးမှာထိုင်ပြီးငိုကြွေးခဲ့ပါ။တူနီမှာစပြီးဂျန်ဟာဒါပင်းအတွက်တရားမျှတမှုရရှိစေဖို့မနာမနေကြိုးပမ်းခဲ့ပါ။အများပြည်သူရဲ့လက်မှတ်တွေစုဆောင်းပြီးအမှုအားပြန်လည်စစ်ဆေးဖို့ရဲစခန်းကိုသွားခဲ့ပါ။ဆရာဝန်တွေရဲ့တက်သေးထွက်ဆိုချက်အရ10နှစ်သမီးလေးတယောက်ဟာဒီလိုမျိုးအလုံးမလုံးနိုင်ဘူးလို့သိခဲ့ရပါ။ဂျီဆုကတော့အပြစ်မှလွတ်အောင်ဒါဘင်ကိုအတင်းကျပ်ဝန်ခံခိုင်းခဲ့ပါ။ဂျန်ဟာဒါဘင်အတွက်နေ့တိုင်းလက်ဆောင်တွေပို့ခဲ့ပါ။တနေ့မှာတော့တိတ်ခွေဖွေ17လုံးကိုတွေ့ရခါနားထောင်ကြည့်ပါ။ဂျန်ရဲ့အတန်ကဒါဘင်မင်းငါ့ကိုစိတ်ဆိုးနေရသိရဲ့မင်းရဲ့နာကျင်မှုနားလေတယ်ငါနောက်ဆုံးထွက်သက်အထိမင်းအတွက်တိုက်ပွဲဝင်ပေးမယ်မင်းတယောက်တည်းမဟုတ်ဘူးငါတို့မောင်နှမ2ယောက်ကစားနေကြတဲ့တရားပေါ်မှာငါမင်းကိုစောင့်နေတော့မယ်လို့အပိခဲ့ပါဒီအတန်ကြားတဲ့အခါဒါဘင်ဟာထွက်သွားဖို့ပြင်ဆင်နေအောင်မိထွေးကမြင်ပြီးရိုက်နှက်တော့အနာကကလေးတယောက်ကဂျန်ကိုအတိပေးခဲ့ပါဂျန်ဟာအပြေးလွှားသွားကတကားကိုရိုက်ချိုးပြီးမိထွေးကိုမင်းလူရဟုတ်ရဲ့လားလို့အော်ဟစ်ပြီးဒါဘင်ကိုပွေ့ချီကအိမ်ထဲကထွက်လာခဲ့ပါနောက်တစ်နေ့မှာမိထွေးနဲ့ဖခင်ကိုတရားရုံးကိုခေါ်ဆောင်သွားခဲ့ပါ။တရားခွင်မှာကြီးစုကကျမဟာမိခင်တယောက်အနေနဲ့ပြက်ကွက်ခဲ့ပါလေလို့ပိုင်နိုင်စွာဟန်ဆောင်ပြောဆိုခဲ့ပါ။နောက်တစ်နေ့မှာဂျန်ဟာကားပေါ်ကအယုတ်လေးမှာဗီဒီယိုရိုက်နိုင်တဲ့မှတ်ဉဏ်ပါကြောင်းသိလိုက်ရတဲ့အခါအယုတ်ကိုရှာဖွေခဲ့ပါ။ကံကောင်းစွာနဲ့ပဲနောက်တစ်နေ့မှာအိမ်နီးနားချင်းကလေးတဦးကအယုတ်လေးကိုယူလာပေးခဲ့ပါ။တရားခွင်မှာဒါဘီဟာကြောက်လန့်တကြားဖြစ်နေလို့စကားမပြောနိုင်ခဲ့ပါဘူး။ဂျန်ကတရားသူကြီးကိုခွင့်တောင်းပြီးကလေးကိုစကားပြောခွင့်ရတဲ့အခါမြူလေးရဲ့အယုတ်လေးကိုဒါဘီလက်ထဲထည့်ပေးခဲ့ပါ။အယုတ်လေးကိုဖတ်ပြီးငိုနေတဲ့ဒါဘီဟာကျမအကူအညီတွေအများကြီးတောင်းခဲ့ပေမဲ့ဘယ်သူမှနားမထောင်ခဲ့ဘူး။ကျမမိတွေအမိတ်ပေးလို့မောင်လေးကိုပါရိုက်ခဲ့ရတယ်။ကျမမျက်စိရှိမှပဲသူ့နာကျင်နေအောင်မြင်ခဲ့ရတယ်လို့ပြောခဲ့ပါ။ဂျန်ကလည်းကလေးမလေးဟာအဖြစ်ကိုဝန်ခံဖို့မှတပါအခြားရွေးချယ်စရာမရှိခဲ့ဘူးလို့တရားသူကြီးကိုရှင်းပြခဲ့ပါ။နောက်ဆုံးမှာတရားသူကြီးကဓာတ်ရိုက်မေးလိုက်တဲ့အခါဂျန်ရဲ့ပခုံးကိုမှီပြီးဒါဘီဟာနှေးကွေးစွာဖြင့်အမေကမောင်လေးကိုနာကျင်အောင်လုပ်ခဲ့ရလို့တူတူလေးပြောလိုက်တဲ့အခါတရားရုံးတစ်ခုလုံးတပ်ပြင်းချတန်တွေထွက်ပေါ်ခဲ့ပါ။ပြိုင်ဘက်ရှိနေကဒါဘီရဲ့စကားတက်တည်မရှိဘဲလက်မခံနိုင်ကြောင်းပြောဆိုတဲ့အခါဒါဘီရဲ့ရှိနေကအယုတ်ထဲကဗီဒီယိုကိုဖွင့်ဖို့ခွင့်တောင်းခဲ့ပါ။ဗီဒီယိုမှာမြူလေးတည်ဆုံးတဲ့နေ့ကမိထွေးရဲ့ရက်စက်မှုတွေကိုအထင်အရှားပြသနေခဲ့ပြီးတရားရုံးတွေကလူတိုင်းမျက်ရည်ကျခဲ့ရပါ။မြူလေးရဲ့နောက်ဆုံးစကားဖြစ်တဲ့အမကျွန်တော်တောင်းပန်ပါတယ်။အမေရဲ့တပ်ပုံမြင်ရတော့မှမဟုတ်ဘူးထင်တယ်။အရာအလုံးမှောင်မိုက်လာပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါပို့ပြီးဝမ်းနည်းခဲ့ရပါ။တရားရုံးကမိထွေးကြီးစုကိုထောင်ဒဏ်16နှစ်နဲ့ဖခင်ဖြစ်သူကိုထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါ။ရန်အနေငယ်ကြတဲ့အခါဂျန်ဟာဒါဘင်ကိုသူမရဲ့မိခင်အရင်ရဲ့တပ်ပုံကိုပြသခဲ့ပါ။လေထဲမှာလွင့်ပြန်နေတဲ့စက်ကူလေးရင်လေးကိုမြင်ပြီးမြူလေးကအနာကနေအမကျွန်တော်အခုအမေဘယ်လိုပုံလဲဆိုတာသိရပြီးကျွန်တော်အမေနဲ့အတူရှိနေပြီလို့ပြောသွားသလိုခံစားလိုက်ရပါ။ဒီဇလန်ကဒီမှာပဲပြီးဆုံးသွားပြီမဲ့ပြီးကျင်တဲ့သတင်းစကားလေးရှိပါ။ကိုယ့်အိမ်မှာရှိတဲ့ကလေးငယ်လေးတွေပို့ချစ်ပါ။သူတို့ပြောချင်တာတွေကိုနားထောင်ပေးပြီးအချိန်ပို့ပြီးပါလို့ပြောကြရင်နဲ့နှီးကုန်းချုပ်လိုက်ရပါရှင်။